Okay, ဆက်လက်ကြရအောင် negative sentence ပေါ့နော် present simple ရဲ့ negative sentence ကိုရှင်းပြပေးပါမယ်သူရဲ့စာကြောင်းတစ္ဆပုံက subject လာမယ် do or does က subject ပေါ်မူတည်ပြီးတော့꿰သွားမယ်ပေါ့နော်သူရဲ့နောက်မှာ base verb လိုက်မယ်ပြီးရင် object လိုက်ပါမယ် okay do နဲ့ does နဲ့ဒီမှာ do not သုံးလို့ရတယ်လို့ does not သုံးလို့ရတယ် do not ရဲ့ short form က don't သုံးလို့ရတယ်လို့ does not ရဲ့ short form က doesn't သုံးလို့ရပါတယ် are you with they ဆိုရင် do ကိုသုံးရပါတယ် he she it ဆိုရင် does ကိုသုံးရပါတယ် so သူတို့နေတိုင်းအင်္ဂလိပ်စာမလေ့လာဘူးတဲ့သူတို့နေတိုင်းအင်္ဂလိပ်စာမလေ့လာဘူးအဲ့ဒါဆိုရင်သူတို့ရဲ့ habit ကိုပြောခြင်းဖြစ်ပါတယ်နေတိုင်းသူတို့ကမလုပ်ဘူးပေါ့နော်သူတို့ရဲ့အလေးအကျင့်ပေါ့သူတို့ရဲ့အလေးအကျင့်ကိုပြောခြင်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်သူတို့ဆိုတော့ they ဆိုရင် do ကိုသုံးရပါတယ်အဲ့အတွက်ကြောင့်အငင်းဆိုတော့ don't they don't လေ့လာတဲ့ buff buff က study they don't study English ဆိုတော့ English they don't study English နေတိုင်းဆိုတော့ every day they don't study English every day သူတို့နေတိုင်း English စာမလေ့လာဘူးဆိုတဲ့အဓိပ္ပာယ်ပါ Okay နောက်တစ်ကြောင်းကိုကြည့်ကြည့်ရအောင်သူเจ้าကိုတဲ့ bus ကားနဲ့မသွားဘူးတဲ့ဒါသူ့ရဲ့လုံးလုံးထားရှိတဲ့ routine ကိုပြောခြင်းဖြစ်ပါတယ်အဲ့မှာဆိုရင် negative ကိုမသွားဘူးဆိုတော့ present simple ရဲ့ negative sentence နဲ့ရေးပြပါမယ် Okay သူဆိုတော့ he ဆိုရင် does တုံးရတယ်အငင်းဆိုတော့ doesn't or does not ရပါတယ် he does not or he doesn't နှစ်ခုလုံးရတယ် he doesn't သွားတယ်ဆိုတဲ့ buff က go pay buff ပေါ့နော် he doesn't go ကျောင်းသို့ to school by bus ကားနဲ့ကျောင်းကိုမသွားဘူးဆိုတဲ့အဓိပ္ပာယ်ပါ Okay နောက်ဆုံးတစ်ခုနေဟာတဲ့အနောက်ဘက်ကနေမထွက်ဘူးတဲ့နေကအနောက်ဘက်ကနေမထွက်ဘူးဒါကအမြဲတမ်းမှန်တဲ့အမှန်တရားပါအဲ့အတွက်ကြောင့်နေ the sun ဆိုတော့ IT 8နဲ့တူတူပဲအဲ့တော့ the sun doesn't rise in the west the sun doesn't rise in the west ပါနားလည်မယ်ထင်ပါတယ်ဒါက negative ပါပေါ့နော် structure ကိုသိချာမှတ်ပါရှင် structure မှာ subject do not does not ပေါ့နော် subject ပေါ်မူတည်ပြီးခွဲမယ် base verb ပဲလိုက်မယ်နောက်မှာ object လိုက်မယ်ဒီပုံစံလေးပါရှင် structure ရလို့ရှိရင်တော့လွယ်ပါတယ် present simple ရဲ့ question sentence ပေါ့နော်နောက်ဆုံးတစ်ခုသူရဲ့ structure စာကြောင်းတည်စာပုံက do ရဲ့ does ပေါ့ do does က subject ပေါ်မူတည်ပြီးတော့ do နဲ့ does နဲ့꿰သွားမယ် base verb လိုက်မယ် object ပေါ့နော်အနောက်မှာတော့မေးခွန်းဖြစ်တဲ့အတွက်ကြောင့် question mark ကတော့မေးလို့မရပါဘူး are you with they ဆိုရင် do ကိုသုံးမယ် he she it ဆိုရင် does ကိုသုံးပါမယ်ဒီမှာဆိုရင် do နဲ့ does နဲ့ helping verb တွေဖြစ်ပါတယ်ပေါ့နော်So okay for example လေးကိုကြည့်လိုက်ရအောင်နေအင်္ဂလိပ်စာလေ့လာသလားတဲ့နေအင်္ဂလိပ်စာလေ့လာသလားအဲ့ဒါဆိုရင်သူ့ရဲ့လေ့လာသလားအင်္ဂလိပ်စာနေအင်္ဂလိပ်စာကိုလေ့လာသလားပေါ့အဲ့မှာဆိုရင်နေဖြစ်တဲ့ကြောင့် you ဆိုတော့ do ကိုသုံးပါမယ် do you လေ့လာတယ်ဆိုတဲ့ verb က study do you study English နေအင်္ဂလိပ်စာလေ့လာသလားဆိုတဲ့အဓိပ္ပာယ်ပါဒါတွေအကုန်လုံးက present simple တွေပါပေါ့နော် Okay နောက်တစ်ခုသူတို့အကြောင်းကို bus ကားနဲ့သွားသလားတဲ့သူတို့ဆိုတော့ they ဆိုတော့အရှိမ do အဲ့တော့ do they သွားရဆိုတဲ့ verb က go do they go to school by bus သူတို့အကြောင်းကို bus ကားနဲ့သွားသလားဆိုတဲ့အဓိပ္ပာယ်ပါ Okay နောက်တစ်ခုနေကအရှိဘက်ကနေဟာအရှိဘက်ကထွက်သလားတဲ့နေဆိုတော့ the sun ဆိုတော့ IT it နဲ့တူတူပဲအဲ့တို့ကြောင့် does ကိုသုံးပါမယ် does the sun ထုံးလင်းတောက်ပါတယ်ထွက်ပေါ်တယ်ဆို rise does the sun rise in the east နေကအရှိဘက်ကထွက်သလားဆိုတဲ့အဓိပ္ပာယ်ပါဒါကတော့ question ပါပေါ့နော် question sentence ရဲ့ structure ပါ do ရဲ့ does ရဲ့နောက်မှာ subject လိုက်မယ် verb base verb လိုက်မယ် object လိုက်မယ် do နဲ့ does နဲ့ကကြတော့ subject ပေါ်မူတည်ပြီးတော့꿰သွားပါမယ်ဒီရဲ့ structure ပေါ့နော် structure ကိုသိတဲ့ခါကြလို့ရှိရင်တော့စာကြောင်းဖြေရတာမခက်ပါဘူး structure သိတဲ့ခါကြရင်တော့စာကြောင်းဖြေရတာခက်ပါနိုင်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီ present simple ရဲ့ affirmative score negative score question ကိုနားလည်မယ်ထင်ပါတယ် for example လေးတွေနဲ့လိုက်ပြီးတော့လုပ်ကြည့်ကြပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်